တာပါဒီနေ့မှာတော့ကျွန်တော် TikTok မှာဖုန်းခေါ်လို့မရဘူးဆိုတဲ့လူတွေအတွက်ကိုဖုန်းခေါ်လို့ရအောင်လုပ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပြီးသွားမှာဖြစ်ပါတယ်။ရင်ဆုံးကျွန်တော်တို့မီနူဘာလေးတွေကိုကျွန်တော်တစ်ချက်ဝင်ရမယ်။မီနူဘာလေးတွေကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီ setting and privacy တွေကိုထပ်ပြီးတော့တစ်ချက်ဝင်မယ်။ setting and privacy တွေကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ notification ဆိုတဲ့ထဲကိုထပ်ပြီးတော့ဝင်မယ်ပေါ့နော်။ notification တွေကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့အောက်နှမ်းလေးကိုနည်းနည်းလေးဆွဲမယ်အောက်နှမ်းလေးကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ file call ဆိုပြီးတော့တွေ့မယ် file call တွေကိုကျွန်တော်တို့တစ်ချက်ထပ်ဝင်မယ် file call တွေကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ everyone ကိုပြောင်းပေးလိုက်လို့ရှိရင်ကျွန်တော်တို့ရသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအဆင်ပြေကြပါစေ